တောက်ကလေးကို share ပေးကြပါ share ပေးကြပါဒီမှာရုံနာစက်ယုံရွှေပြည်တောင်ဝါတရားရုံနာစက်ယုံလုံးဝအင်တာဗျူးမသွားကြပါနဲ့ဆက်ချုပ်မသွားကြပါနဲ့လုံးဝအင်တာဗျူးမသွားကြပါနဲ့ဒီလောက်အတန်တန်ပြောနေကြရနေပြီးအင်တာဗျူးသွားဆက်ချုပ်သွားအဲ့တုံးသွားပြီးတော့ဒုက္ခအရောက်မခံကြပါနဲ့နော်မိကျပြောတာကိုမယုံရင်သွားဗျူးကြည့်လိုက်သွားလှုပ်ကြည့်လိုက်လုံးဝအင်တာဗျူးမသွားကြပါနဲ့အခုဆိုရင်မိကျရဲ့လှုပ်အားလားစာကိုလုံးဝတရားတစ်ချက်မှာတာဝန်ယူပြီးတော့မန်နေဂျာကပြောမပေးနိုင်ဘူးတဲ့ခုမိကျသွားပြီးတော့ဆွေးနွေးတယ်နော်အမှန်တိုင်းပွင့်လင်းပြောရမယ်ဆိုရင်ကွာရုံနာဆက်ယုံဆိုတာကတရုတ်တရားလာဖွင့်တာတရုတ်ဆိုတာကတထေးရဲ့ဘလို့တထေးရဲ့တက်ကနဲ့ရှင်ဆရာရဲ့လုံးလုံးစုစုပေါင်းမှာအဲ့ဆက်ယုံထဲမှာတရုတ်တွေကြီးပဲအကုန်လုံးမှာ10ရောင်းလောက်ပဲရှိတယ်မြန်မာတွေကြီးပဲအုပ်ချုပ်တာကွာမြန်မာလူမျိုးကပြန်ပြီးကိုညီရမယ်အစားသူတို့ကကြီးပဲတရုတ်ဘက်မှာနော်အော်စူပါကြီးလည်းအတူတူပဲသူတို့ကကိုတရုတ်ဘက်မှာနော်ခုအထဲထဲမှာဆက်ချုပ်သမားတွေဆိုရင်နိုင်တဲ့စနေခိုင်းခံရတယ်နော်အာဝါဒီမရရအောင်ပြောတယ်အာဝါဒီမရရအောင်ဆဲတယ်ဆိုတယ်ဘောမပြအောင်ခိုင်းတယ်နောက်ပြီးအိုက်ကလူတွေကဘာလို့ဆက်ချုပ်ကျွမ်းကျင်တယ်မြဲတယ်သူတို့လူတွေခေါ်နေရလဲဆိုတာသူတို့စဲုံထဲမှာလူမမြဲလို့တောက်လျှောက်ခေါ်နေရပါနော်အဲ့လိုကျေးဇူး